السلام عليكم ورحمة الله وبركاته 5 မိနစ်တင်အောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်1446ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဂျန်နတ်ကိုလိုချင်ကြပါတယ်အလ္လာဟူမ္မာအင်နာနစအလုကလ်ဂျန်နာအိုရှင်ကျွန်တော်တို့တွေအားလုံးအလတ်ထံကနေဂျန်နတ်ဒုက္ခဘုံကိုတောင်းပါတယ်အဲ့တော့ဂျန်နတ်ကိုကျွန်တော်တို့အလတ်ရဲ့ရဟမတ်ဂယုနာနဲ့ဝင်ကြမယ်ကျွန်တော်တို့ကိုစည်ရင်စစ်ကြောခြင်းမရှိဘဲနဲ့အားလုံးကိုဂျန်နတ်ထဲမှာထည့်သွင်းပေးသနာတော်မူပါစေအဲ့တော့ဂျန်နတ်ဆိုတာကအင်တမ်းမှကြီးကျယ်လာတဲ့အမရဒုက္ခဘုံတိုင်းကြီးဖြစ်တယ်။အဲ့တော့ဒီဂျန်နတ်ဘယ်လိုလဲဆိုတာကိုကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကဆာဟာဘာတာဝကာကြီးတွေကိုရှင်းပြတဲ့ဂျန်နတ်မှာရှိတဲ့စီစိန်တွေဂျန်နတ်မှာရှိတဲ့ decoration တွေဂျန်နတ်မှာရှိနေတဲ့အလောရှိမြတ်ဖန်တီးထားတဲ့အရာတွေကိုရှင်းပြတယ်။နောက်ဆုံးဒီလိုရှင်းပြယုံနဲ့မကုန်ခန်းနိုင်တော့ကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကအမိန့်ရှိတယ်မာလာအိုင်နွန်ရအတ်ဝလာဥဒ်နွန်ဆမီအတ်ဝလာခတရအလာကလ်ဘီဘရှရအဲ့တော့ဘယ်လိုနားမျိုးကမှလည်းမကြဘူးဘယ်လိုမျက်လုံးမျိုးကမှလည်းမမြင်ဘူးဘယ်လိုနှလုံးသားမျိုးကမှလည်းစိတ်ကူးမရင်ဘူးတဲ့စီစိန်တွေဟာအဲ့ဒီဂျန်နတ်ထဲမှာရှိမယ်တဲ့မြတ်တော်မူသောအလ္လာဟ်ရှိမြတ်ကဂျန်နတ်နဲ့ပတ်သက်ပြီးတော့အမိန့်ရှိတဲ့ဝလကုမ်ဖီဟာမာတရှတဟီအန်ဖုဆုကုမ်ဝလကုမ်ဖီဟာမာတဒအွန်အတင်းတို့စိတ်ကတန်းတလိုက်တဲ့အရာတိုင်းဟာအတင်းတို့ထံကိုရောက်ရှိလာလိမ့်မယ်အတင်းတို့တွေအော်ဒါပေးတဲ့အရာတွေအားလုံးကလည်းဂျန်နတ်ထဲမှာအတင်းတို့စီကိုရောက်လာလိမ့်မယ်သူပေမဲ့ဒီလောက်ပြည့်စုံကုန်လုံးနေတဲ့ဂျန်နတ်ထဲမှာလေတချို့သောပုံကိုယ်တွေဟာမိမိတို့ရဲ့ဝါဒနာဆန္ဒအလျောက်လောကီမှာလှုပ်ဆောင်ခဲ့တာလေးတွေကိုပြန်လည်လှုပ်ဆောင်ခြင်းကြပါတယ်အင်တန်ချစ်စရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကပြောပြတယ်အဲ့တော့ဂျန်နတီတွေကပုံကိုယ်တူဟာတဲ့အလ္လာဟ်ရှိမြတ်ရဲ့ထံတော်ပါမှာဂျန်နတ်ထဲမှာလဲစိုက်ပျိုးခွင့်တွေရဖို့အတွက်တောင်းဆိုတယ်တဲ့ခွင့်ပန်တယ်အဲ့တော့အရှင်မြတ်ကသူ့ကိုမင်းလိုရှိတဲ့အရာတွေအားလုံးဂျန်နတ်ထဲမှာရှိနေပြီးသားမဟုတ်ဘူးလားအဲ့တော့သူကပြောတယ်ဟုတ်ပါတယ်တဲ့ရှိပါတယ်အရှင်တဲ့ဒါပေမဲ့လည်းကျွန်တော်ဟာစိုက်ပျိုးရခြင်းကိုနှစ်သက်တာတဲ့အဲ့တော့အလ္လာဟ်ရှိမြတ်ကသူ့ကိုကဲကောင်းပြီဒါဆိုရင်မင်းဆောင်ရွက်ဆိုပြီးတော့မှအမိန့်ပေးလိုက်တယ်အဲ့တော့သူကလည်းမျိုးစေ့တွေချလိုက်တယ်ချက်ချင်းဆိုသလိုပဲအဲ့ဒီမျိုးစေ့တွေဟာတောင်တန်းကြီးတွေကဲ့သို့အစမတန်ကြီးမားထွားကြိုင်းပြီးတော့ကောက်ပဲသီးနှံတွေရှင်သန်ထွက်ရှိလာတယ်သူကရိတ်သိမ်းလိုက်တယ်အဲ့တော့အလ္လာဟ်ရှိမြတ်ကအမိန့်ရှိတယ်အိုအာဒမ်ရဲ့သားမြေလူသားယူတော့ဘယ်အရာကမှမင်းရဲ့တင့်တယ်ယုံရဲစိတ်ကိုရက်တန့်ပေးနိုင်မှာမဟုတ်ဘူးတဲ့အဲ့တော့အဲ့ချိန်မှာကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကအနီးမှာရှိနေတဲ့ကလအုပ်ကြောင်းနေတဲ့ပုဂ္ဂိုလ်တဦးအဲ့တော့အဲ့ဒီပုဂ္ဂိုလ်တဦးကကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကိုချက်ချင်းဝင်ပြောတယ်အရှင်မြတ်ကိုတိုင်တယ်ပြီးတော့ပြောပြရစီတဲ့အဲ့ဒီလူဟာကူရိုက်နွယ်ဘွားသို့မဟုတ်အန်ဆွာနော်ကျွန်တော်တို့ဒီဆွာဘီတွေကတပားဖြစ်လိမ့်မယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတော့စိုက်ပျိုးရေးလုပ်တဲ့သူတွေမဟုတ်ဘူးလေတဲ့အဲ့တော့စိုက်ပျိုးရေးဝါသနာပါတာဆိုရင်အန်ဆာဒီတွေပဲရှိမှာပေါ့ဆိုပြီးတော့သူကဝင်ပြောတယ်အဲ့တော့ကလအုပ်ကျောင်းသားကလည်းသူ့ရဲ့ထိုးထွင်းဉာဏ်နဲ့ဖြတ်ထွင်းဉာဏ်ရှိလာတဲ့စကားကိုပြောလိုက်တော့ကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကလည်းပြုံးတော်မူခဲ့ပါတယ်နောက်ထပ်ဆွာဘီတစ်ပါးကလည်းချစ်စရာကောင်းတယ်ဗျသူကလည်းထပ်ပြီးတော့မေးတယ်ပုဂ္ဂိုလ်တော်တဲ့ဂျန်နတ်ထဲမှာမြင်းနေပါတယ်ရှိမှာလားအဲ့တော့ကိုရောကလည်းပြန်ပြုံးပြီးတော့မှအမိန့်ရှိတယ်ဂျန်နတ်ထဲမှာမြင်းရှိမယ်တဲ့ဒါပေမဲ့အဲ့ဒီမြင်းကလောကကမြင်းလို့မဟုတ်ဘူးတဲ့မြင်းပြန်နေအတောင်မှန်နေပါလိမ့်မယ်ဆိုပြီးတော့ကုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကမိန့်ကြားခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့အနှစ်ချုပ်ကောက်နှုတ်ချက်နဲ့ကျွန်တော်တို့အတွက်သင်ခန်းစာလေးတွေဘာတွေရလဲဆိုတော့ဒီကနေပြီးတော့ဟာတဉာဏ်နဲ့ပေါ့ပါဖြတ်ကျော်ခြင်းရဲ့တန်ဖိုးတွေကိုကျွန်တော်တို့သိရပါတယ်ဘဝမှာကြုံတွေ့ရတဲ့တချို့သောအခြေအနေတွေကိုအလွန်မင်းတည်ကြည်လေးနက်စွာနဲ့တုံ့ပြန်ဖို့မလိုပါဘူးရှုံငွေဟာတသဘောနဲ့ရှုမြင်လို့ရပါတယ်နောက်တစ်ခုကတော့တင်းမာမှုတွေကိုရှော့ချတာပါစကားစမီပြောဆိုရမှာပါဝင်လာတတ်တဲ့တချို့သောနောက်ပြောင်ကြည်စံမှုတွေကြောင့်ရန်ပွဲသို့မဟုတ်စစ်ပွဲတွေဖြစ်ပွားတဲ့အထိမပြင်းထန်သင့်ပါဘူးအရာရာကိုစီရင်ချက်မချပါနဲ့အဲ့တော့လူများရဲ့စကားနောက်ကိုကျွန်တော်တို့တွေတော့သူတို့ရဲ့ပြောဆိုမှုတွေကိုအမြဲတမ်းစီရင်ချက်ချပွဲတရားသူကြီးအဖြစ်နဲ့လိုက်လံအမှားရှာတာအပြစ်တင်တာတွေမလုပ်သင့်ပါဘူးနောက်ဓမ္မတော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ရဲ့စံနမူနာတစ်ခုကိုဒီမှာတွေ့ရတယ်မြင့်လာတဲ့ဓမ္မတော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ဟာလည်းကူရိုက်နွယ်ဘွားဖြစ်ပေမဲ့လည်းကလအုပ်ကျောင်းသားရဲ့ပွင့်လင်းရိုးရှင်းပြီးတော့ဟာတမြောက်တဲ့တုံ့ပြန်မှုကိုအမျက်မရှာဘဲနဲ့သဘောကျပြီးတော့ပြုံးရတော်မူခဲ့ပါတယ်အနောက်ဆုံးတင်ပြချင်တာကတော့ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်တန်းရမှာပါကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခြေအနေအများစုဟာကျွန်တော်တို့တကယ်တော့စိတ်ဖြည့်ဆည်းဖို့အတွက်မတန်တဲ့ကိစ္စတွေဖြစ်ပါတယ်ဒေါသတွေထွက်ပြီးတော့တင်းမာနေစရာလည်းမလိုပါဘူးပေါ့ပါနဲ့ပဲကျွန်တော်တို့အဲ့ဒီကဏ္ဍလေးတွေကိုဖြတ်တန်းသွားလိုက်ရမှာဖြစ်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ